ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒါကတော့ထိုင်းနိုင်ငံတောင်ပိုင်းရဲ့အရေးပေါ်ရည်ကြီးတဲ့တင်းမှာခင်ဗျာ25ရက်နေ့17လပိုင်း2025ခုနှစ်ရဲ့နောက်ဆုံးရက်သတင်းတွေပဲဖြစ်ပါတယ်ထိုင်းနိုင်ငံတောင်ပိုင်းနယ်ရဲ့မြို့တစ်မြို့ဖြစ်တဲ့ဟိုက်ရိုင်မှာပေါ့နော်ဒီကြီးမှုကအတော်လေးကိုမြင့်တက်လာပါတယ်မိုးဒီအဆမ်းပြည့်ရွာတုံးပြီးတော့မြစ်ရည်ကလည်းတကုံတက်လာတာကြောင့်ဒီနှစ်ထပ်အိမ်နေဆိုလို့ရှိပေါ့နော်အောက်ထပ်တစ်ထပ်လောက်ရေမြုပ်နေပါပြီကားလမ်းနေဆိုလဲကားတွေလည်းလုံးဝသွားလို့မရတော့လောက်တဲ့အထိကိုရေကြီးနေပါတယ်17လပိုင်း22ရက်နေပြီးတော့ဒီနေ့25ရက်နေ့အထိကိုပေါ့နော်မိုးကအဆမ်းမပြတ်တဲထန့်စွာရွာသွန်းနေတာကြောင့်ဒီမြစ်ရေကတက်လာပြီးတော့ဒီကြီးရေရှမ်းမှုတွေကတစ်မျိုးလုံးဒီပါဖြစ်နေပါတယ်ကားလမ်းတွေလည်းပိတ်ကုန်ပြီဆေးရုံတွေဆိုလို့ရှိလဲအောက်ထပ်ကရေတွေဝင်ပြီးတော့ပေါ့နော်ဒီဆေးရုံတွေကလူနာတွေလည်းရေးပေါ်ပေါ့နော်အပေါ်တက်တွေပြောင်းရွှေ့တာကြောင့်ဒုက္ခအမျိုးမျိုးရောက်နေပါတယ်ဒီမှာဆိုလို့ရှိရင်မြို့ထဲမှာပေါ့နော်ရေကြီးတဲ့ထဲမှာပိတ်မိတာဆိုလူပေါင်း4သိန်းကျော်ရှိပြီးတော့အဲ့ဒီတဲက90ရာခိုင်နှုန်းကတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာပေါ့နော် comment ထဲမှာကျွန်တော်ဖုန်းနံပါတ်လေးတွေချပေးထားပါမယ်ကျေးဇူးပြုပြီးတော့ဝိုင်းဝန်း share ပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျဘာလို့လဲဆိုရင်တချို့နေရာတွေဆိုပေါ့နော်အင်တာနက်လိုင်းတောင်မှမရတော့ပါဘူးပြီးကြီးလည်းဖြတ်ခံထားရပါတယ်ရေကြီးမှုကတော်တော်များနေပါတယ်တချို့ဆိုရင်ပေါ့နော်ဒီအောက်ထပ်ကလုံးဝတောင်းလို့မရတော့ပါဘူး7 level နေဆိုရင်လည်းဒီဇိုင်းတွေလည်းရေတွေဝင်ပြီးတော့ပေါ့နော်တော်တော်အခြေအနေဆိုးပါတယ်ကားတွေဆိုလည်းကားသေးလေးဆိုရင်တဝက်လောက်ထိကိုမြုပ်တဲ့ထိအောင်ဒီကြီးမှုတွေဖြစ်နေပါတယ်အားကြောင့်မို့ဒီဖုန်းနံပါတ်တွေပေါ့နော်ဘိုင်းရှယ်ပြီးတော့ဒီအကူအညီလိုအပ်တဲ့လူတွေရှိရအောင်ပါဒါကတော့အကူအညီပေးမဲ့မြန်မာတွေရဲ့ဖုန်းနံပါတ်ပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအားလုံးပဲတဘာဝပေးတဲ့နေရာတွေမှာကြည့်ရှင်းကြပါစေလို့ဆုတောင်းပေးပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျ